မြန်မာ official ဝင်တာမဟုတ်တဲ့ဖုန်းတွေဈေးပိုကြည့်တော့အရင်လိုမျိုးပေါ့နော်အခွန်ရှောင်ပြီးတော့သွင်းလို့မရတော့ဘူးအခုကဒီဖုန်းရောင်းတဲ့သူတွေကပေါ့နော် IMEI နံပါတ်နဲ့ register လုပ်ပြီးတော့မှဒါအခွန်ဆောင်အဲ့လိုဆောင်ပြီးမှဒီဖုန်းရောင်းလို့ရတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံကိုဒါ official ဝင်တာမဟုတ်တဲ့ PI အလုံးတွေအထူးသဖြင့်ဒီ Xiaomi Redmi ဒီ China အလုံးတွေကအရင်တော့ထပ်ပို့ပြီးတော့ဈေးပိုကြည့်လာလို့ရှိဒါကတော့အစ်စ်ဝင်လာမဲ့ဖုန်းတွေအကြောင်းပေါ့နော်လက်ရှိကိုသုံးနေတဲ့ဖုန်းတွေရောဘယ်လိုဖြစ်မလဲလက်ရှိကျွန်တော်သုံးနေတဲ့ဖုန်းတွေကတော့ဒါအခွန်ပါညာတီးတန့်ထပ်ဆောင်ဖို့တော့မလိုဘူးပေါ့နော်ဒါမဲ့လည်းသူတို့ခွင့်ပြုထားတဲ့စီးရင်တွေကိုပါဖို့အတွက်ကျွန်တော်တို့ကဒီ MPD Atan U9 ဒါမှမဟုတ် Mytel SIM card တစ်ခုခုကိုဒီဖုန်းထဲမှာထည့်သုံးထားဖို့တော့လိုတယ်ပေါ့နော်အဲ့ဒါမက်လာ30ရက်နေ့နောက်ဆုံးထားပြီးတော့ထည့်သုံးရမှာdual sim ဆိုရင်ကိုဖုန်းက dual sim ဆိုရင်တော့ sim card နှစ်ခုထည့်သုံးပါဗျာအဲ့ဒီနဲ့ကျွန်တော်တို့က activate လုပ်ထားမယ်ဆိုရင်ဒီသူတို့ခွင့်ပြုစီရင်ပေါ့နော် register list ထဲကို auto ပါသွားမှာကိုယ် sim card ထည့်ပြီးသုံးနေရဆိုရင်တော့ဘာထွေထူးထပ်လုပ်စရာမလိုဘူးအဲ့တော့မှတေးချောင်းခွင့်ပြုစီရင်ထဲမှာပါမပါစစ်ချင်တယ်ဆိုရင်ဒီ website ထဲကိုသွားပြီးတော့ chat state တက်ဝင် iNo robot နဲ့ပြီးရင် IMEI နံပါတ်ဖြည့်ပေါ့နော်ကျွန်တော်လူတွေမှာမှတ်ပုံနေနံပါတ်ရှိလို့ပဲဖုန်းတွေမှာလည်း International Mobile Equipment Identity IMEI ကုတ်ဆိုပြီးတော့မှတ်ပုံနေနံပါတ်ရှိတယ်ပေါ့နော် IMEI နံပါတ်ကိုကျွန်တော်ဖုန်းခေါ်တဲ့နေရာကနေဒီ Start Chat 06 Chat ကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်အဲ့ဒါမှမဟုတ် setting အပေါက်ဖုန်းတွေကနေလည်းကြည့်လို့ရတယ်ပေါ့နော် IMEI နံပါတ်ဖြည့်လိုက်ရင်ခုလိုပြတယ်အဲ့ဒါဆိုကျွန်တော်ဖုန်းကဒီအခွန်ဆောင်ထားပြီးသားစီးရင်ထဲမှာပါတယ်ပေါ့နော်လက်ရှိဖုန်းတွေကတော့အကုန်လုံးဒီတိုင်းပဲပြလိုက်မယ်နောက်ပိုင်းကျရင်အခွန်ဆောင်မထားတဲ့ဖုန်းတွေဆိုရင်တော့ပေါ့နော်tax payment status မှာဖိတ်မဟုတ်ဘဲနဲ့တခြားတကူကူပြလိုက်မယ်။နောက်တော့မှမြန်မာနိုင်ငံက SIM card တစ်ခုထည့်သုံးပြီးတော့ရက်30အတွင်းမှာအခွန်မဆောင်ရင် blocking status မှာဒီအလောင်းမဟုတ်ဘဲနဲ့တခြားတကူကူပြလိုက်မယ်။အဲ့လို block ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဖုန်းကပေါ့နော်ဒီမြန်မာနိုင်ငံက SIM card တွေလုံးဝထည့်သုံးလို့မရအမျိုးဖြစ်သွားနိုင်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မရှင်းတာတခြားသိချင်တာရှိသေးတယ်ဆိုရင် comment ပေးလိုက်ပါကျွန်တော်ပြပြပါမယ်။ကျွန်တော်တော့တောင်းတင်ပါ။ဟုတ်ကဲ့ဒီလောက်ပါပဲ။